အားလုံးပဲမင်္ဂလာပါတကန်သားဆိုတာနေပြန်ကြိုဆိုလိုက်ပါတယ်ဒီနေ့ပြောသွားမှာတော့ကျွန်တော်တို့မာတင်နယ်လီကအာဆင်နယ်မှာတကယ်ပဲသူ့ရဲ့အချိန်တွေကုန်သွားပြီလားဆိုတဲ့အကြောင်းအရာဖြစ်ပါတယ်ဘာလို့ဆိုတော့ဒီနေ့ကျွန်တော်တို့အာဆင်နယ်ရဲ့အချိန်တွေတစ်ခုကဘယ်လိုပြောမလဲနည်းနည်းတော့စိတ်မကောင်းစရာတစ်ခုပြဘာလို့ဆိုတော့ဒီကစားသမားအာဆင်နယ်ကိုဒီနေ့လိုအခြေအနေပြန်လဲရောက်ရှိလာအောင်သူစွမ်းဆောင်နေတဲ့သူပါပေးခဲ့တာပေါ့နော်ဆိုတော့တကယ်ပဲမာတင်နယ်လီကအာဆင်နယ်မှာအချိန်တွေတကယ်ကုန်သွားပြီလားဒီမေကွန်းအရင်နှစ်တည်းကမေးခဲ့မယ်ဆိုရင်တော့ကျွန်တော်ကဒါနည်းနည်းတည်းမှယူကြောင်ကြောင်နိုင်တယ်လို့ကျွန်တော်ပြန်ပြောမိပါပဲဗျာဘာလို့လဲဆိုတော့ကျွန်တော်တို့ကုံတော့မာတင်နယ်လီကိုချစ်လို့ပေါ့ဗျာဒါပေမဲ့အခုချိန်တွေကလုံးဝအဓိပ္ပာယ်မရှိတဲ့ကစားစကားတစ်ခုတော့မဟုတ်တော့ဘူးဗျာဘာလို့လဲဆိုတော့ဘာလို့အာဆင်နယ်ကဖေတောင်မှာဇိုလစ်ကိုခေါ်လိုက်တယ်ဇိုလစ်ကသူပါဝင်ရတဲ့နှစ်ပွဲလုံးကိုခြေစွမ်းကောင်းကောင်းပြထားတယ်ဆိုတော့မာတင်နယ်လီအဲ့နှစ်ပွဲလုံးမှာလုံးဝသူကလူစင်းရဲတဲ့ကိုလုံးဝမပါခဲ့ဘူးဗျာသူလုံးဝပွဲဆက်နှစ်ပွဲဆက်သူပျောက်နေပြီဆိုတော့မာတင်နယ်လီကိုဝယ်ခြင်းတဲ့အသင်းတွေကသတင်းတွေအများကြီးထွက်လာပြီဗျာခုဆိုရင်နောက်ဆုံးဆိုရင် Saudi Arabia Al-Ahly ကနေပြီးတော့မာတင်နယ်လီနဲ့ဆွေးနွေးမှုတွေရှိနေရလို့သတင်းတွေထွက်လာပြီSky Sport ရဲ့နောက်ဆုံးသတင်းမှာလည်း Al-Ahly စိတ်ဝင်စားမှုကိုဖော်ပြထားတယ်အချို့သတင်းတွေမှာဆိုရင် Arsenal ကပေါင်တန်း60ရရတယ်မာတင်နယ်လီကိုထုတ်တော့မယ်ဆိုပြီးတော့ပြောထားကြပြီဗျဆိုတော့ဒီကိစ္စတွေကပြည်သက်တွေစိတ်ကူးရင်ပြီးပြောကြရမယ်အစင်မဟုတ်တော့ဘူးတကယ်ကိုစောင့်ကြည့်ရမယ်အခြေအနေတစ်ခုဖြစ်လာပြီဒါပေမဲ့မာတင်နယ်လီအကြောင်းပြောရမယ်ဆိုရင်တော့ तू ကမကစား तू အခုမကစားရတာကိုပဲကြည့်ပြီးပြောလို့မရဘူးဗျဘာလို့လဲဆိုတော့မာတင်နယ်လီအာဆင်နယ်ကိုဘယ်လိုရောက်လာခဲ့လဲဆိုရင်ကျွန်တော်တို့ဘရာဇီးမှာလုံးဝအသင်းငယ်လေးကနေကျွန်တော်တို့အာဆင်နယ်ကိုခေါ်လာခဲ့တယ်ကျွန်တော်တို့အာဆင်နယ်ကဒီကစားသမားဒီမှာတခုခုရှိရလို့မြင်တဲ့အတွက်သူ့ကိုခေါ်လာခဲ့တယ်ဒီကစားသမားကိုအနာဂတ်မျှော်လင့်ချက်အနေနဲ့ခေါ်ခဲ့တယ်ဒါပေမဲ့ရောက်လာပြီးမကြခင်မှာပဲ तू ကလုံးဝသူအသင်းအတွက်ဘေးဆက်တယ်အယမ်းမြန်တယ်သူ့စီမှာတခုခုရှိရဲဆိုတာ तू ပြချင်တယ်သိရမလားအသက်18-19မှာနေပရီးမီးယားလိမှာကစားရဲဆိုတာလွယ်တော့မဟုတ်ဘူးဗျာ तू လုံးဝကြောက်မနေခဲ့ဘူး तू ပြေးတယ် तू ရနိုင်တော့ပြေးတယ် तू ဘောလုံးပြန်လူဖို့လည်းပြေးတယ်ဆိုတော့အာဆင်နယ်ပရိသတ်တွေကမာတင်နယ်လီကိုအရန်ချစ်ခဲ့ကြရဗျာပြီးတော့အာဆင်နယ်အတွက် तू လုတ်ပေးခဲ့တဲ့ပွဲရလည်းမနှဲဘူးဗျာသိရမလားခုပရီးမီးယားလိမှာတော့160ပွဲကစားပြီးတော့ဂိုး40ရှိရဲဆိုတာသူ့အတွက်တော့တော်တော်ကောင်းခဲ့တဲ့လို့ပြောလို့ရတယ်။ तू ဟာအာဆင်နယ်ဒီလိုအဆင့်ရောက်လာအောင်ထိဖြစ်လာနိုင်တဲ့လမ်းမှာ तू ကခီးတဲ့တယောက်မဟုတ်ဘူးဗျာ။ तू ကလုံးဝလမ်းလျှောက်သူခီးသွားတဲ့တယောက်ဖြစ်ခဲ့တယ်။ခီးကိုလမ်းလျှောက်ခဲ့သူဖြစ်ခဲ့တယ်။ဒီတင်းချိန်တွေမကောင်းတဲ့ချိန်တွေမှာလည်းရှိခဲ့တယ်။ကျွန်တော်တို့အာဆင်နယ်ပရီးမီးယားချန်ပီယံလိမကစားရတဲ့ချိန်တွေမှာလည်း तू အသင်းမှာရှိခဲ့တယ်။အာတီတာပြန်လဲတီးဆောက်နေတဲ့ကာလာပတ်လုံးမှာလည်း तू ရှိခဲ့တယ်။ပြီးတော့ဆာကာအိုဒီကက်ဆလီဗာဂါရီယိုနဲ့တူအဓိကမျိုးဆက်တစ်ခုမှာသူလည်းပါဝင်ခဲ့တယ်ဆိုတော့ဒီကစားသမားကိုမကောင်းတော့ရောင်းလိုက်ဆိုပြီးကျွန်တော်ပြောရမှာတော့နည်းနည်းသိရမှာကျွန်တော်ရင်ထဲတော့တိတ်မကောင်းပါဗျာဆိုတော့ဘောလုံးကအရင်ကလောက်ခဲ့တာတွေအကြောင်းဒီအချိန်တွေမှာရှိနေမယ်လို့အာမခံလို့ရတဲ့ဟာတော့မဟုတ်ဘူးဗျသူသဖြင့်အာဆင်နယ်ကိုအခုလိုရောက်နေတဲ့အဆင့်မှာပို့ပြီးတော့မရတော့ဘူးဗျပြီးတော့အာဆင်နယ်ကတော့4ဝင်တာနဲ့ခြေနဲ့နေရမယ်အသင်းလုံးဝမဟုတ်တော့ဘူးဖလားကိုပြိုင်ဆိုင်နေရမယ်ဖလားမြဲတဲ့လိုချင်နေတဲ့အသင်းဖြစ်ရမယ်ချန်ပီယံလိကိုစိန်ခေါ်နိုင်တဲ့အသင်းဖြစ်ရမယ်အဲ့ဒီဆင့်ရောက်လာတဲ့အခါမှာကစားသမားကောင်းတစ်ယောက်ဖြစ်အောင်လည်းမရတော့ဘူးဗျာကျွန်တော်တို့အမြဲတမ်းကောင်းနေရမယ်ပြီးတော့မာတင်နယ်လီပေါ်မေကွန်းထုတ်လာတယ်ဒီအကြောင်းအရာအကြောင်းပဲဗျာမာတင်နယ်လီကအယောင်ကောင်းတဲ့နေကိုကျွန်တော်တို့သိရရန်ကောင်းတဲ့နေမှာလည်းသူ့ဘယ်သူမှမတားနိုင်ဘူးဆိုတော့လေကျွန်တော်တို့သိရနေရာလို့ရပြီဆိုတာနဲ့သူ့အမြန်နှုံးနဲ့နောက်ခံလူတွေကိုသူတက်နိုင်တယ်သူလုံးဝခြံထားခဲ့နိုင်တယ်ဗျာကောင်တာအထက်ရပြီဆိုရင်ကျွန်တော်တို့လုံးဝမာတင်နယ်လီကအရန်အန်ရရှိရဘောလုံးမရှိတဲ့ချိန်မှာလည်းသူအရန်ပြေးအားကောင်းတယ်သူအသင်းအတွက်လှုပ်တယ်လုံးဝမငြီးမညိုသူအရန်ကုန်ကနေပြန်ထလာမယ်ဆိုရင်တော့မှသူအမြဲအလှုပ်ပေးခဲ့တယ်ဆိုတော့ပြဿနာပွဲတိုင်းဒီမာတင်နယ်လီကိုကျွန်တော်တို့မမြင်ရတာဗျာတပွဲမှာကျမ်းမယ်နောက်နှစ်ပွဲလောက်ကိုငြိမ်သွားမယ်တခါလေဘောလုံးရပြီဒီဖန်နာကိုတိုက်ခိုက်ရင်ခံတဲ့ချိန်မှာသူ့ကိုဘာလုပ်နေရမလဲဆိုတာခံစစ်ကသူ့ကိုကြိုသိနေပြီဗျာသူခေါင်းငုံပြီးပြေးနေမယ်ဆိုတာသူတို့ကြိုသိနေတော့ကျွန်တော်တို့အတွက်လွယ်တော့ဗျာဘယ်တောင်မှလုံးဝချင်းချောင်းနိုင်မှုမရှိတော့ဆိုတော့ဒီလိုပုံစံတွေများလာတဲ့အခါမှာပြိုင်ပဲအသင်းကနောက်တန်းတက်ပြီးနေရာလုပြီးတဲ့ပွဲတွေမှာပဲမာတင်နယ်လီကအန်ရကြီးတော့တယ်ဒါပေမဲ့အာဆင်နယ်ကိုအသင်းများများဘယ်လိုကစားကြရဲဆိုတော့သိတဲ့အတိုင်းပဲနောက်မှလုံးဝလက်ထိုင်နေနေရာလို့မပေးဘူးကစားသမားတွေကိုစုထားတယ်တခါနေမှာဒီမှာအမြန်သုံးဖို့ဆိုတာနေရာမရှိတော့ဘူးဗျာဒီလိုပွဲတွေမှာမာတင်နယ်လီဆိုတာဘာမှသုံးမကြတော့ဘူးပေါ့ဗျာသိရမလားဆိုတော့ဘေးကနေတယောက်လှည့်ပြီးအတင်းကိုဝင်ရမယ့်အချိန်တွေမှာလည်းမာတင်နယ်လီက
တိတ်အလုံးမဖြစ်တော့ဘူးဗျာစာကာလောက်လုံးဝ तू မပြည့်စုံတော့ဘူးအဲ့ဒါကိုကျွန်တော်ညာတောင်ပန်နဲ့ဘဲတောင်ပန်နှိုင်းရှင်ကြည့်မယ်ဆိုလုံးဝပို့ပြီးတော့မြင်ရတယ်စာကာဘလုံးရိုက်ပြီဆိုတယောက်တည်းနဲ့လည်းသွားနိုင်တယ်နှစ်ယောက်ဝိုင်းလိုက်လဲဘေးကကစားသမားကို तू ပေါင်းပြီးတော့ကစားနိုင်တယ်အတွင်းကိုဝင်ပြီးတော့လည်း तू လုံးဝချင်းချောင်းနိုင်တယ်ပေးပို့နိုင်တယ်နောက်ခံလူတွေရဲ့လှုပ်ရှားမှုကိုကြည့်ပြီး तू ဆုံးဖြတ်ချက်ကို तू တန်းပြောင်းနိုင်တယ်ဗျာအာဆင်နယ်ရဲ့ဘယ်ဘက်မှာလဲအဲ့လိုခံမှန်းရခက်တဲ့ကစားသမားကောင်းတစ်ယောက်ရှိစေချင်တာဗျာဆိုတော့ဇိုလစ်ရောက်လာအခုဒါမာတင်နယ်လီအတွက်လုံးဝပြဿနာကြီးပဲဗျာဘာလို့ဆိုအာဆင်နယ်ကဇိုလစ်ကိုအရန်ခုံမှာတက်ထိုင်ဖို့ခေါ်ထားပုံမပေါ်တော့ဘူးခုဆိုရင်အစကနေအာတီတာသူ့ကိုယုံကြည်ထားနေရဆိုတာမြင်ရတယ်မန်စီးတီးနဲ့ community ရှိမှလည်းတောင်ပန်ကနေဘယ်တောင်ပန်နေဇိုလစ်ကိုတုံးတယ်မာတင်နယ်လီလုံးဝမပါတော့ဘူး community ရာသီအဖွင့်ပွဲမှာလည်းဇိုလစ်ကိုတုံးတယ်မာတင်နယ်လီထပ်မပါဘူးဒီချက်ကိုကြည့်ရင်မာတင်နယ်လီကအရန်ခုံရောက်သွားလားဆိုတာထက်ကိုပိုပြီးတော့စိုးရင်စရာတွေရှိလာတယ်အရန်ခုံတော့မပါတော့ဘူးဗျာဒါပုံမှန်နေရပြိုင်ဆိုင်မှုနဲ့နည်းနည်းတော့လုံးဝဝေးကွာသွားတယ်အာတီတာကတော့ community ရှိအပြည့်မှာမာတင်နယ်လီနဲ့ Gabriel Jesus တို့ကအာဆင်နယ်အတွက်ရေးကြီးတဲ့ကစားသမားတွေဖြစ်နေသေးပါလို့သူပြောခဲ့တယ်။ဒါကြောင့်အာတီတာလူတစ်ရှင်ကြားမာတင်နယ်လီကိုဖယ်ထုတ်ထားတယ်လို့တော့လုံးဝမပြောထားဘူး။ဒါပေမဲ့ကစားသမားတစ်ယောက်အတွက်စကားထက်လောက်ရကပိုပြောတတ်တယ်ဗျာ။ပွဲကြီးနှစ်ပွဲလုံးလူစင်းကနေခြံလက်ထားရဗျာ။ချိန်ထဲမှာအခြားသွင်းနေရဝယ်ဖို့လာနေဒီတော့ပြိသက်တွေမင်းကုန်းထုတ်တာလဲမှားရလို့တော့ပြောမရဘူးဗျ။ဆိုတော့ဒီကိစ္စမှာအာဆင်နယ်ရဲ့ကနေဝင်အန်ဝိတ်ကလည်းဝင်ပြောထားတယ်မာတင်နယ်လီကိုဒီလိုချိန်နေမျိုးမှာနှစ်ပွဲဆက်လူစင်းနဲ့မထည့်ထားဘဲနဲ့ပတ်သက်ပြီးသူမကြိုက်ဘူးပေါ့ဗျာသူရှင်းရှင်းလင်းလင်းပြောလာတယ်ပရီးမီးယားလိဖွင့်ပွဲသုံးသက်ချက်မှာလည်းဝေဖန်မှုကိုသူထုတ်ပြထားရပေါ့ဗျာသူနေတဲ့ဒါလက်ခံစရာအကြောင်းမရှိဘူးပေါ့ဗျာဒါကိုကျွန်တော်နည်းနည်းနားလဲဗျာရောင်းမယ်ဆိုရင်လည်းရောင်းပါပေါ့မရောင်းဘူးဆိုလည်းအသင်းအတွက်တုံးမယ်ဒါပေမဲ့မာတင်နယ်လီလိုအာဆင်နယ်အတွက်နှစ်တွေကြောင်ကစားပေးထားတဲ့ကစားသမားကိုဘာဖြစ်နေမှန်းမသိအလဲလက်အခြေအနေနဲ့ထားတာကစားသမားအတွက်တော့လုံးဝကိုနားလေရခက်လိမ့်မယ်ဗျာမာတင်နယ်လီကအခုအသက်25နှစ်ပဲရှိသေးတယ်ဗျာဒါပေမဲ့ရောင်းမယ်ဆိုရင်တန်ဖိုးကောင်းကောင်းရနိုင်တဲ့အသက်အရွယ်ဗျာအဲဒီကစိတ်ဝင်စားတယ်ပေါင်တန်း90ကမ်းလှမ်းမှုရှိရလို့ဖော်ပြနေပြီအာဆင်နယ်ဘက်ကတော့ပေါင်တန်း60ဝန်းကျင်တောင်းထားရဆိုတဲ့သတင်းတွေလည်းရှိရဒီငွေပမာဏရရင်တော့အာဆင်နယ်တရားဝင်အတီးပြုတ်ထားတာမဟုတ်သေးဘဲနဲ့တတိထားရမယ်ပေါ့ဗျာသိရမလားပေါင်တန်း60ဆိုရင်တော့လုံးဝစဉ်းစားစရာဖြစ်သွားပြီဗျာဘာလို့လဲဆိုတော့မာတင်နယ်လီကအာဆင်နယ်ကိုဘရာဇီးကနေခေါ်လာတော့ဈေးကြီးပေးဝယ်ခဲ့ရတာမဟုတ်ဘူးဗျာပေါင်တန်း60နီးပါးနဲ့ရောင်းနိုင်မယ်ဆိုတော့အာဆင်နယ်အတွက်ငွေကြေးပိုင်းမှာရန်ကောင်းတဲ့ရောင်းချမှုတစ်ခုဖြစ်လာနိုင်တယ်ဒီတော့အဲ့ဒီပတ်စံကိုဘာလုပ်မလဲဒီမှာပို့ပြီးစိတ်ဝင်စား Everett နဲ့ Arsenal ကပိုဆက်ပြီးချိတ်ဆက်နေရဗျ Everett ကအခုဆိုရင် AD ကိုမှလည်းသူဘယ်လိုပြောမလဲပရိသတ်တွေကလည်းသူ့ကိုနေမှာဝိုင်းပြီးတော့ဘူးလောက်ကြလုံးဝသူ့အသင်းပိုင်ရှင်တွေကလည်းလုံးဝသူ့ကိုပြစ်ပယ်ထားလို့ဖြစ်နေပြီသူကအပြောင်းရွှေ့တဲ့တင်းကတင်မှာနည်းနည်းလေးဆက်ပြီးတော့လှုပ်ရှားအောင်မယ်လို့ကျွန်တော်ထင်တယ်ဆိုအာဆင်နယ်ကမာတင်နယ်လီကိုပေါင်တန်း90 60လောက်နဲ့ရောင်းပြီးဒီအသင်းရဲ့တိုက်စစ်ပိုင်းကိုဖြည့်မယ်ဆိုရင်ကျွန်တော်ကတော့ဘယ်တောင်ဝင်လေးကိုထပ်ပြီးဖြည့်ခြင်းတယ်ဘောလုံးစီးပွားရေးမြင်နဲ့ကြည့်မယ်ဆိုရင်လည်းဒါကနားလည်လို့ရတဲ့အခြေအနေတစ်ခုဗျာဒါပေမဲ့ဒီနေရာမှာကျွန်တော်တစ်ခုသိချင်တာမာတင်နယ်လီကိုရောင်းလိုက်တာတကယ်တန်ပါလားဆိုရင်ဇိုလီကအခုကောင်းနေရမှန်တယ်ဒါကရာသီအစမှာဗျာကွန်မြူနတီရှေ့တစ်ပွဲပရီးမီးယားလိတစ်ပွဲဒါနဲ့ပဲမာတင်နယ်လီကိုပရီးမီးယားလိမှာနှစ်ပေါင်းကစားထားတဲ့သူကိုလက်လွတ်လိုက်ရင်နောက်ပိုင်းပြဿနာဖြစ်နိုင်တယ်တရားဒီမှာကျွန်တော်တို့ကအခုဆိုရင်ပွဲ50 60ကစားနိုင်တယ်ဗျာဒဏ်ရာရှိမယ်ပွဲပယ်တာတွေရှိလာမယ်ကစားကြတာတွေရှိလာမယ်ဗျာချန်ပီယံလိတွေရှိလာမယ်ပရီးမီးယားလိတွေရှိလာမယ်ဖလားပြိုင်ပွဲတွေရှိလာမယ်ဇိုလစ်တယောက်တည်းနဲ့တရားဒီလုံးနိုင်သွားမလားဆိုတာမဖြစ်နိုင်ဘူးဗျမာတင်နယ်လီကအရန်ကစားသမားအနေနဲ့မဟုတ်တော့အရန်အန်ရရှိတဲ့လက်နက်တစ်ခုဖြစ်နိုင်သေးရဲ့ပွဲမိနစ်60လောက်မှာပြိုင်မဲ့နောက်ခံလူတွေမောနေပြီဒီအချိန်မှာမာတင်နယ်လီကိုထည့်လိုက်အမြန်နှုန်းနဲ့ဓာတ်ရိုက်ပြေးခိုင်းလိုက်မယ်ဆိုရင်ဘယ်နောက်ခံလူကကြိုက်မလဲဘယ်သူမှမကြိုက်ဘူးဗျဆိုတော့ကျွန်တော်မာတင်နယ်လီကိုချိုးဆက်ကောင်းလာရင်မလို့တော့ဘူးဆိုရင်အမြင်မျိုးတော့မထောက်ခံဘူးဇိုလစ်ကောင်းလာတာကြောင့်မာတင်နယ်လီကိုရောင်းတင်တာမဟုတ်ဘူးတကယ်ရောင်းမယ်ဆိုရင်အာဆင်နယ်ကသူ့နေရာကိုပိုကောင်းတဲ့ပုံစံနဲ့အစားထိုးနိုင်ရမယ်ရလာတဲ့ငွေကိုလည်းအသင်းကတကယ်ပိုကောင်းတာကိုလုပ်နိုင်ရမယ်ဗျပြီးတော့ကစားသမားကိုယ်တိုင်ကလည်းပုံမှန်ကစားခြင်းလို့ပွဲထက်ခွင့်ကိုပြိုင်ဆိုင်နေတဲ့ကစားသမားမျိုးဝယ်နိုင်မယ်ဆိုရင်တော့ဆုံးဖြတ်တင်တယ်ဗျမာတင်နယ်လီကိုရောင်းဖို့အတွက်မာတင်နယ်လီက25နှစ်ဆိုတော့သူအကောင်းဆုံးနှစ်တွေကုန်သွားပြီလို့မပြောနိုင်သေးဘူးနောက်3-4နှစ်ကလည်းသူ့အတွက်အကောင်းဆုံးကာလာဖြစ်လာနိုင်တယ်ဒါကြောင့်အာဆင်နယ်ကရောင်းလိုက်ပြီးနောက်အသင်းမှာတရားတီဟိုမာတင်နယ်လီက9-20ပတ်တက်လာရင်အာဆင်နယ်ပြိတ္တလည်းသိရမှာဘာလို့ရောင်းလိုက်တာလဲဆိုပြီးပြန်ပြီးမေးကြမှာပဲဗျာသိရမလားဒါလည်းအန်ဒီရဲ့တစ်ခုဖြစ်လာအောင်မှာပဲသိရမှာတရားငါတို့ရောင်းလိုက်ပြီးမှားပြီးပါညာနဲ့တွေးလာမိနိုင်တယ်ဆိုတော့မာတင်နယ်လီကအမြဲပြန်လာတတ်တယ်ဗျာဖောင်ကြရင်တော့မှ तू အမြဲပြန်လာခဲ့တယ်ဒဏ်ရာရရင်တော့မှ तू အမြဲပြန်လာတတ်တယ် तू main line အမရတော့ဆိုတော့ပြန်လာခဲ့တယ်အရေးကြီးတဲ့ချိန်တွေမှာဂိုးပြန်သွင်းပေးတတ်တဲ့ရှိရဗျာမန်စီးတီးနဲ့အရင်နှစ်ကပွဲပါဆိုလဲမာတင်နယ်လီတကူကြောင့်ဒီမှာမန်စီးတီးအမှတ်ရောကျွန်တော်တို့တမှတ်ရအဲ့လိုမျိုးဖြစ်ခဲ့တယ်ဒါကြောင့်အခုကျွန်တော်ကမာတင်နယ်လီကအာဆင်နယ်အချိန်ကုန်သွားရင်မေးရင်ကျွန်တော်ကတော့မကုန်သေးဘူးလို့ပဲဖြေချင်တယ်ဗျာ
တင်မှာဒါပေမဲ့ကုံဖို့အခြေအနေနည်းနည်းလေးနီးနီးကက်ကက်လေးတော့ရောက်လာပြီဗျာဘာလို့မကုံသေးဘူးလို့ပြောရဲဆိုရင်မာစတင်နယ်လီကအာဆင်နယ်ကစားသမားဖြစ်နေသေးတယ်အာတီတာကသူ့ကိုအရေးမပါတော့ဘူးလို့မပြောထားသေးဘူးအဲဟီလီနဲ့ပြောင်းရွှေ့မှလည်းပြီးဆုံးသွားတာမရှိသေးဘူးဗျာဒါတွေအမှန်တရားပဲဘာလို့ကုံဖို့နီးလာပြီလဲဆိုရင်ဇိုလစ်ရောက်လာပြီဇိုလစ်ကတအားကိုခြေစွမ်းပြနေလို့ပြောလို့ရတယ်မာတင်နယ်လီနှစ်ပွဲဆက်လူစင်းနဲ့ကိုခြံလက်ထားလောက်အောင်ကစားသမားကောင်းနေတယ်ဆိုတော့အာဆင်နယ်ကလည်းမှန်ကန်တဲ့ဈေးနဲ့ဆွေးနွေးနိုင်တယ်ဆိုရဲယုံကြည်တဲ့သတင်းတွေထွက်လာဒီချက်တွေကောင်းလိုက်ရေးဆိုတော့တခုခုဖြစ်နေရတော့တေးကြရဗျာအရင် transfer window တွေမှာဆိုရင်အန်တနယ်လီကအာဆင်နယ်ကယ်ရီယာတဲ့ရေးကြီးဆုံးစိတ်ပိုင်းတွေဖြစ်နေသေးတယ်ကျွန်တော်ကိုယ်တိုင်ဆိုမာတင်နယ်လီကိုအလွယ်တကူမရောင်းချင်ဘူးဗျာသူမှအာဆင်နယ်အတွက်ပေးစရာရှိနေသေးရဲ့လို့ယုံတယ်ဘာလို့ဆိုတော့25ပဲရှိသေးရဗျာသိရမလားပေါင်တန်း50ပေါင်တန်း60ဝန်းကျင်ရလာရင်တော့အာဆင်နယ်အဲ့ဒီပတ်စံကိုပိုကောင်းတဲ့တိုက်စစ်တယောက်တည်းအသုံးချနိုင်မယ်ဆိုရင်တော့ရောင်းဗျာဒါပေမဲ့တင့်မှာပေါင်နည်းနည်းလေးနဲ့ရပြီးမာတင်နယ်လီလိုပရီးမီးယားလိမှာလုံးဝတက်တန်းကြတဲ့ကစားသမားတယောက်ကိုအနှဲငယ်ဝင်နေရောင်းမယ်ဆိုရင်တော့ကျွန်တော်ကတော့လက်မခံနိုင်ဘူးအာဆင်နယ်ကအရင်ထက်ပိုကောင်းလာလို့ဒါမာတင်နယ်လီမကောင်းလို့မဟုတ်ဘူးဗျာဒါအာဆင်နယ်ကအရင်ကထက်ပို့ပြီးတော့အဆင့်တစ်ဆင့်မြင့်သွားတဲ့အတွက်ဒါကျွန်တော်တို့စဉ်းစားရမယ့်အခြေအနေတစ်ခုရောက်လာတယ်ဒါဘောလုံးလောကမှာတင်မှာနည်းနည်းတော့ရက်ဆက်တဲ့အရာတစ်ခုပေါ့ဗျာလားဘောလုံးဆိုတော့လေချိန်တော့မာတင်နယ်လီကကျွန်တော်တို့အသင်းရဲ့အနာဂတ်ဖြစ်နိုင်တယ်နှစ်နှဲငယ်ကြရင်အသင်းကမြန်တိုးတက်သွားတဲ့အချိန်မှာ तू ဟာကျွန်တော်တို့ရဲ့အတိတ်ဖြစ်သွားမှာဒါပုံမှန်ပဲဗျာဆိုတော့ဒီအပိုင်းတွင်မာတင်နယ်လီအာဆင်နယ်ကနေထွက်ခွာသွားခဲ့ရင်တော့မှ तू အာဆင်နယ်ကယ်ရီယာကြာရှုံးမှုလို့တော့ကျွန်တော်ဘယ်တော့မှမမြင်ဘူးဘရာဇီးကဘယ်သူမှတိတ်မသိသေးတဲ့အသက်16နှစ်ကောင်လေးတယောက်ကရောက်လာတယ်အာဆင်နယ်ရဲ့အဆိုးဆုံးကာလချို့ဖြတ်ခဲ့တယ်အသင်းနဲ့တူတူ तू တဆင်ပြန်တက်လာခဲ့တယ်အမရစ်မှာလည်းပြိတ်သက်ချစ်တဲ့ကစားသမားတယောက်ဖြစ်ခဲ့တယ်အာဆင်နယ်ဂျာစီအတွက်သူအားကုန်ပြေးခဲ့တယ်ဗျာအာဆင်နယ်လိုဂိုအတွက်သူအားကုန်ပြေးခဲ့တယ်ဒီလိုကစားသမားထွက်ခွာသွားတဲ့နေ့မှာမင်းမကောင်းတော့လို့သွားဆိုတာတဲ့မင်းလုတ်ပေးခဲ့ရည်ကျေးဇူးတင်ပါတယ်လို့ပြောတင်တယ်လို့တော့ကျွန်တော်ထင်တယ်ဒါကြောင့်နှုတ်ဆက်မဲ့အချိန်တွေကတော့ခုထိမရောက်သေးဘူး transfer window ကလည်းမပိတ်သေးဘူးမာတင်နယ်လီကလည်းအာဆင်နယ်ကစားသမားဖြစ်နေသေးရဲ့ဆိုတော့ဘလုံးကတပတ်တွင်အများကြီးပြောင်းလဲနိုင်တယ်ဗျာတပတ်တွင်တော့မဟုတ်1ရက်2ရက်တွင်တော့အများကြီးပြောင်းလဲနိုင်တယ်ဆိုတော့ဒီရာသီမှာပဲဒီရက်ပိုင်းတွင်မှာပဲကျွန်တော်တို့တကယ်နှုတ်ဆက်ရတာလည်းဖြစ်နိုင်တယ်ဆိုတော့ပရိသတ်တွေအနေနဲ့ရောမာတင်နယ်လီကိုတကယ်ရောင်းကျင်လားမာတင်နယ်လီဘလောက်ရောင်းရင်ရောင်းကျင်လဲညီကိုတို့အမြင်တွေရောဘယ်လိုမြင်လဲပြောခဲ့ပါအောင်ဒါမှမဟုတ်ဇိုလင်းနဲ့ကျွန်တော်ကတော့ဇိုလင်းနဲ့မာတင်နယ်နှစ်ယောက်လုံးထားစေချင်သေးရဲ့ဗျာတဲ့မာတင်နယ်လီတဲ့ကောင်းတဲ့ player မခေါ်နိုင်ဘူးဆိုရင်မာတင်နယ်လီကိုရန်ကုန်မှာပို့ပြီးတော့တင်ရမှာဇိုလင်းကို main လိုက်ရထားပြီးအဲ့လိုမျိုးလဲထားစေချင်တယ်ညီကိုတို့ကဘယ်လိုမြင်လဲကျွန်တော်တို့ comment မှာမှတ်ပေးခဲ့ပါဦးဒါတကန်းလားဆုံးကကျွန်တော်ရဲ့ YouTube channel လေးကိုလည်း subscribe လုပ်ပေးခဲ့ပါဦးကျွန်တော် content တွေကိုပိုကောင်းတဲ့ကောင်းလာအောင်ကျွန်တော်စူးစမ်းပါမယ်ကျေးဇူးတင်ပါတယ်စောင့်ကြည့်ပေးရတဲ့အတွက်